လူတွေကပြောကြတယ်ဘဝဆိုတာကိုဖြစ်ချစ်တယ်လို့ကိုဖြစ်မလာတတ်ဘူးတဲ့အမှန်ပဲတစ်ခါတလေကိုစိတ်နေပြီးတည်တည်ချာချာတိဆောက်ထားတဲ့အရာတွေကမျက်စိရှင်းမှတည်းဘာမှမဟုတ်တဲ့လိုဖြစ်စီသွားတတ်တယ်အဲ့ဒီအချက်ဒီထဲမှာတကယ်ဆွတ်တယ်ပြီးစကလုံးကြီးပုတ်စားဖို့တယ်စိတ်ရကြတာပေါ့ဝိုင်းနေတာငါလည်းတွေ့သားနေတိဆောက်ထားတဲ့လူသားတယောက်ပဲလေဒါပေမဲ့စိတ်ဖြစ်ပြီးထိုင်ကုန်နေရုံနဲ့ငါမှဖြစ်မလာဘူးဆိုတာငါသိတယ်အဓိကကငါနောက်မှာငါကိုအမြဲယုံကြည်ပြီးအားပေးနေတဲ့ငါကြောင့်စိတ်ချမ်းသာစေချင်တဲ့မိခင်ရှိနေသေးတယ်လေဒါငါအတွက်တော့လက်ကြရကနေပြတ်ထားဖို့အကြီးမားဆုံးအကြောင်းပြချက်ပဲတခုပဲမှတ်ထားတယ်လက်ကြတာရှုံးနေခြင်းမဟုတ်ပြတ်ထားဖို့အချိန်ယူနေတာဘာတွေပဲရှုပ်ခဲ့ငါမှအသေးရှုံးနေစေအခြေရှိတယ်အလုံးလုံးနိုင်တယ်လည်းပဲရှိတယ်လက်ဟောင်းပိတ်သွားရင်လက်တိတ်ကိုကိုယ်နဲ့ဖောင်းမယ်တစ်ခါပြည့်စည်သွားရင်ဆက်ကပြတ်စမယ်အခုငါရဲ့ခြေလက်အသက်တွေကိုပြတ်စနေတယ်ဘယ်လိုပဲပြောငါရဲ့ကြိုးစားမှုနဲ့စိတ်ဓာတ်ကိုတော့ဘယ်တော့မှလာဖြစ်စီမရစေရဘူးကိုယ်ရဲ့ကြိုးစားပြီးပြတ်တူတော့မယ်ငါရဲ့အနာဂတ်ကိုရုပ်ကြည့်ချက်အပြည့်နဲ့ငါကိုယ်တည်းပဲစောင့်ကြည့်သွားမယ်